အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့မြန်မာမိဖို့ကြောင့်မှာအနံ့ပြင်းပေမဲ့ရတာရှိလာတဲ့စုပုတ်ရွက်အကြောင်းကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်စုပုတ်ရွက်ကိုအချို့ကလည်းကြိုက်ကြတယ်တချို့ကလည်းသူ့ရဲ့ထူးခြားတဲ့အနံ့ကြောင့်ရှောင်ကြပါတယ်ဒါပေမဲ့စုပုတ်ရွက်မှာကျွန်တော်တို့မသိသေးတဲ့ကျန်းမာရေးကောင်းကျိုးတွေနဲ့သတိထားရမယ့်ချက်တွေအများကြီးရှိနေပါတယ်အထူးသဖြင့်စုပုတ်စားရင်တွေးတိုးတယ်ဆိုတဲ့ယူဆကတကယ်မှန်ပါသလားဒီဗီဒီယိုလေးမှာဖြေရှာကြည့်ရအောင်ပါစုပုတ်ရွက်ကအာဟာရတဲ့ကြွယ်ဝမှုစုပုတ်ရွက်အပင်ငယ်လေးတွေရဲ့ထိဖျားအညွန့်လေးတွေဖြစ်ပေမဲ့သူ့မှာပါဝင်တဲ့အာဟာရတက်ကတော့အံ့ဩစရာကောင်းတော့ပြပြထားပါတယ်ဗီတာမင်ပါဝင်မှုမျက်စိအားကိုကောင်းစေပြီးအမြင်အာရုံကိုကြည်လင်စေပါတယ်ဗီတာမင် C ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ် immune system ကိုမြင့်တင်ပေးလို့ယောဂဗျာတွေကိုခုခံပေးနိုင်ပါတယ်ကယ်လ်ဆီယမ်အယိုးနဲ့သွားတွေကိုခိုင်မာစေပါတယ်အာယွန်သွေးအားကောင်းစေပြီးသွေးအားနည်းယောဂနီးမီးယားကိုကာကွယ်ပေးပါတယ်ဖိုင်ဘာအပြင်အသက်ကျွယ်ဝလို့ဝန်းချုပ်တာကိုတတ်တာစီပြီးအစာချေစနစ်ကိုကောင်းမွန်စေပါတယ်ကျန်းမာရေးကောင်းကျိုးများစုပုတ်ရွက်ကိုပုံမှန်ချင့်တင်စားသုံးပေးခြင်းဖြင့်အောက်ပါအကျိုးကျေးဇူးတွေကိုရရှိနိုင်ပါတယ်အစာရည်နဲ့ဥလန်းကြောင်းအတွက်စုပုတ်ရွက်ကလေပွားတာကိုတတ်တာစီပြီးအစာရည်နဲ့ကလေတွေကိုဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်အစိမ့်တောင်ဖယ်ရှားခြင်းခန္ဓာကိုယ်ရဲ့ကမလိုအပ်တဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးတဲ့ detoxification ဖြစ်စဉ်မှာထောက်ကူပြုပါတယ်ဖျားနာမှုကိုကာကွယ်ခြင်းသူ့မှာပါဝင်တဲ့ဘူတက်ကအေးမိနှာစီးတာနဲ့ချောင်းဆိုးတာတွေကိုတတ်တာစေတဲ့အပြင်ကိုယ်တွင်းအပူအေးကိုမြတ်တာစေပါတယ်အဲဒီအောက်ဆီယမ်စုပုတ်ရွက်မှာပါဝင်တဲ့ဓာတ်ဆန့်ကျင်ပစ္စည်းတွေကဆဲတွေပျက်စီးမှုကိုကာကွယ်ပေးပြီးယောဂအတော်များများကိုဟန်တာပေးနိုင်ပါတယ်အယူအဆမှားများတဲ့သိပ္ပံကြီးအချက်အလက်အခုရေးကြီးဆုံးပိုင်းကိုရောက်လာခဲ့ပါပြီလူအတော်များများကစုပုတ်ရွက်ကိုစားရင်တွေးတိုးတယ်လို့ပြောကြပါတယ်ဒါကတကယ်ပဲမှန်ပါမလားအဖြေကတော့မမှန်ပါဘူးခင်ဗျာသိပ္ပံကြီးကသူ့ဒေသနာပြုချက်များအရာစုပုတ်ရွက်ထဲမှာဝေးပေါင်ချိန်ကိုတိုက်ရိုက်မြင်ပါစေတဲ့ဓာတ်ပစ္စည်းလုံးဝမပါဝင်ပါဘူးတကယ်လည်းဖြစ်ပျက်နေတာကတော့ယူရစ်အက်ဆစ်တက်ခြင်းပဲဖြစ်ပါတယ်စုပုတ်ရွက်မှာပြူရင်းလို့ခေါ်တဲ့ဓာတ်မျိုးမြင်ပါဆိုတာပါဝင်ပါတယ်ခန္ဓာကိုယ်ကဒီဓာတ်ကိုခြေဖြတ်တဲ့အခါယူရစ်အက်ဆစ်တွေထွက်လာပါတယ်လက္ခဏာစင်တူခြင်းယူရစ်အက်ဆစ်များလာရင်စက်ကြောတက်တာခေါင်းနောက်တာအစိမ့်မြစ်ကထွေးတာတွေဖြစ်တတ်ပါတယ်ဒီလက္ခဏာတွေကတွေးတိုးတဲ့လက္ခဏာတွေနဲ့အလွန်စင်တူတဲ့အတွက်လူတွေကတွေးတိုးတယ်လို့မှားယုံမှတ်ယူနေကြတာဖြစ်ပါတယ်လက္ခဏာစင်တူခြင်းယူရစ်အက်ဆစ်များလာရင်စက်ကြောတက်တာခေါင်းနောက်တာအစိမ့်မြစ်ကထွေးတာတွေဖြစ်တတ်ပါတယ်ဒီလက္ခဏာတွေကတွေးတိုးတဲ့လက္ခဏာတွေနဲ့အရင်စင်တူထွန်းလာပါတယ်တို့အတွက်ကြောင့်လူတွေကတွေးတိုးတယ်လို့မှားယုံမှတ်ယူနေကြတာဖြစ်ပါတယ်သူဒေသနာအစုံများအချို့သောသူဒေသနာတွေမှာစုပုတ်ရွက်ဟာတွေးကြောတွေကိုခြေစီပြီးတွေးပေါင်ချိန်ကိုတော့အနေနဲ့ကြာဆင်းစေနိုင်တယ်လို့ဖော်ပြထားပါတယ်ဒါကြောင့်တွေးလို့ရှိသူတွေအနေနဲ့အလုံးအကျုံမဟုတ်ရင်စားသုံးနိုင်ပါသေးတယ်ပြီးတဲ့ဆိုးကျိုးနဲ့သတိထားရများကောင်းကျိုးတွေရှိသလိုအချို့သူတွေအတွက်တော့စုပုတ်ရွက်ကဘေးဘက်ဆိုးကျိုးပေးနိုင်ပါတယ်ခေါင်းယောဂရှိသူများယူရစ်အက်ဆစ်တက်စေတဲ့အတွက်ခေါင်းယောဂအခြေခံရှိသူတွေအစစ်အမြစ်ရောင်ရမ်းတဲ့သူတွေလုံးဝရှောင်ကျဉ်တဲ့ပါတယ်ကြောက်ကဝေဒနာရှင်များယူရစ်အက်ဆစ်များရင်ကြောက်ကမှာကြောက်တယ်ခြင်းကင်နီစတုန်းဖြစ်နိုင်ခြင်းရှိတဲ့အတွက်ကြောက်ကဝေဒနာရှင်တွေသတိထားရပါမယ်။နို့တိုင်မိခင်များရှေးလူကြီးတွေအဆိုအရရောအချို့သောအတွေ့အကြုံများအရပါစုပုတ်စားရင်မိခင်တို့ထွက်လဲစေနိုင်တယ်လို့ယူဆကြပါတယ်။ဒါကြောင့်နို့တိုင်မိခင်တွေဆင်ခြင်ပေးတယ်ပါတယ်။ဆက်လက်ပြီးအကောင်းဆုံးစားသုံးနည်းများကိုလည်းတင်ဆက်ပေးသွားပါဦးမယ်။စုပုတ်ရွက်ကိုကျန်းမာရေးနဲ့ညီညွတ်အောင်ဘယ်လိုစားကြမလဲ။တန့်စင်ခြင်းစုပုတ်ရွက်မှာဖုံဖုံနဲ့ပိုးမွားတွေကပ်နေတယ်လို့ဆော့ဝါတာစားရည်နဲ့ဆင်ကြအောင်ရေးစေပါချက်ပြုတ်ခြင်းအာဟာရဓာတ်တွေမဆုံးရှုံးစေဖို့အကြာကြီးတည်နေတာမျိုးထက်ခဏလေးနွမ်းယုံချက်စားတာကောင်းဆုံးပါဥပမာစုပုတ်ချုပ်ကြောဒါမှမဟုတ်စုပုတ်နှင်းချိုချစ်ချင်ရင်ဘလောက်ပဲကောင်းပါလိပြောတစ်ပတ်ကိုနှစ်ကြိမ်ချက်ကိုမစားသင့်ပါဘူးဒီရုံးတုံအနေနဲ့ပြောရရင်စုပုတ်ရွက်ဟာပေးတိုးစေတဲ့အပင်မဟုတ်ပါဘူးဒါပေမဲ့ယူရစ်အက်ဆစ်တက်စေနိုင်တဲ့အတွက်မိမိရဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီးချင့်တိတ်စားသုံးဖို့လိုအပ်ပါတယ်ဓမ္မစကားပုံရတန်စီလုံမေးဆိုသလိုပဲအတိုင်းတာတစ်ခုတည်းစားသုံးမယ်ဆိုရင်တော့စုပုတ်ရွက်ကတည့်ရတဲ့ဆေးဘက်ဝင်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်နေပါမှာဟုတ်ကဲ့ပါဗျာဒီကနေ့တင်ဆက်ပေးခဲ့တဲ့စုပုတ်ရွက်အကြောင်းချက်လက်တွေကလူကြီးမျိုးတို့အတွက်အကျိုးရှိမယ်လို့ပြောလိုက်ပါတယ်နောက်ထပ်လည်းကျန်းမာရေးဘုသူတတွေရကြတယ်ဆိုရင်ကျွန်တော်တို့ရဲ့တုတ္တထွေးလာ channel လေးကို subscribe လုပ်ထားပြီး like and share လေးလုပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲကိုစိတ်ကြနေကနေကြိုဆိုပါရစေတဘာဝရဲ့စိတ်ဖက်ဝင်အပင်တွေအကြောင်းကောင်းကျိုးတွေအများကြီးသိရအောင်တုတ္တထွေးလာကိုလာခဲ့လိုက်ပါ
subscribe လုပ်ပြီးအားပေးပါ